တယောက်နဲ့တယောက်မတက်အောင်ဂုံးမတိုင်နဲ့တယောက်နဲ့တယောက်မတက်အောင်ဂုံးတိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဒုက္ခရောက်တယ်နောက်ဘဝကြာလို့ရှိရင်လည်းတာတယ်ကွယ်မရတယ်ကွယ်အချင်းချင်းရံဖြစ်လို့မိသားစုအတွင်းဘယ်တော့မှမတက်အဲ့ကွယ်ပြဿနာတွေလည်းမရှိဘူးလားတချို့အိမ်တော်တွေအဲ့ဒါမျိုးရှိတယ်နော်ဒီနေ့နေမတက်အောင်လုပ်ခဲ့တဲ့အတွက်ကြောင့်သူ့တဲ့တဲ့လူလည်းတယောက်မှမရှိဘူးအမြဲတမ်းကွဲပြဲနေတာပဲဟောကံရဲ့ပုံရိပ်တွေလားနေတာအမြဲတမ်းအဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်သူကတယောက်နဲ့တယောက်ကွဲအောင်မတိုင်ဘူးကွဲနေတဲ့ပုဂ္ဂိုလ်တောင်မှစိစံစကားပြောပေးတယ်ညီညွတ်အောင်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပိုးညီညွတ်အောင်လုပ်တယ်တယောက်နဲ့တယောက်မတည့်တဲ့အပြောမျိုးဆိုရှောင်းနဲ့တဲ့အောင်လုပ်ပေးဂုံးတိုက်တဲ့စကားပြောလို့ရှိရင်အပင်ငယ်ရဲ့ကြတဲ့အပြင်လူဖြစ်လာရင်လည်းမကောင်းတဲ့ပုံရိပ်တွေပေါ်လာတာပဲ